မင်္ဂလာပါရှင်မန္တလေးမြို့တော်စီပင်တရားနယ်နိမိတ်မြို့နယ်ရပ်ကွက်များအတွင်းနဲ့လမ်းများပေါ်ရှိမိတိုင်များအတွင်းလမ်းမီးများမီးလင်းစေရေးအတွက်ဆောင်ရွက်လျက်ရှိတဲ့သတင်းကိုမန္တလေးမြို့တော်စီပင်တရားရေးကော်မတီသတင်းရုပ်သံထုတ်ပြန်ရေး MDY Press မှတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးမြို့ချမ်းရည်သာဇံမြို့နယ်အတွင်းရှိမြို့ရင်းလမ်းမကြီးများနဲ့တင်ကစားချောင်းတစ်လျှောက်လမ်းမီးတိုင်များမီးလင်းစေရေးအတွက်မီးလုံးအပြတ်များလဲလှယ်ခြင်းနဲ့မီးများအချိန်မှန်စွာထွန်းလင်းစေရေးစတဲ့လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းကိုမန္တလေးမြို့တော်စီမင်းတရားရေးကော်မတီအဆောက်အအုံနဲ့ကုန်ရုံဌာနမှတာဝန်ခံအင်ဂျင်နီယာတဦးကအခုလိုပြပြထားပါတယ်ပြည်သူတွေအန်ဒီယကင်းစွာသွားလာနိုင်ရေးအတွက်ကျမတို့ကလမ်းမီးလေးတွေလင်းအောင်လို့မီးကြိုးလေးတွေစားလို့တည်တန်းချင်းလုပ်ငန်းတွေဆောင်ရွက်နေပါတယ်ရှင်တင်ကသာမှာဆိုရင်အရှိတ်ဘက်ခြမ်းနောက်ဘက်ခြမ်းရှိတယ်ရှင်အရှိတ်ဘက်ခြမ်းမှာဆိုရင်မီးတိုင်ပေါင်း66တိုင်နဲ့နောက်ဘက်မှာဆိုရင်မီးတိုင်ပေါင်း63တိုင်ရှိပါတယ်ရှင်ကျမတို့မီးကြိုးလေးစားထိုးတည်တန်းထားပါတယ်အရှိတ်ဘက်ခြမ်း66တိုင်မှာဆိုရင်ကျမတို့က3.55မီတာကျမတို့တည်တန်းထားပါတယ်မီးကြိုးမီတာပေါ့နော်နောက်ဘက်မှာဆိုရင်63တိုင်မှာဆိုရင်မီးကြိုးမီတာလည်း3.55မီတာပဲစားထိုးတည်တန်းထားပါတယ်နော်လမ်းမီးတွေကအခုဆိုရင်လင်းနေပါပြီရှင်ကျမတို့က6မြို့နယ်လုံးတော့ဆောင်ရွက်နေပါတယ်ရှင်အခုချိုင်းသာတဲ့မြို့နယ်လမ်းမီးထွန်းထားတဲ့နေရာလေးတွေကတော့ကျမတို့တင်ကသာချောင်းရှေ့ဘက်ခြမ်းနောက်ဘက်ခြမ်း2635ကြားလမ်းနဲ့ပြီးတော့89လမ်း26လမ်းနဲ့35လမ်းကြားရဲ့ပြီးရင်ကျမတို့86လမ်းကျမတို့33ကြား68လမ်း33ကြားနဲ့85လမ်း28လမ်းနဲ့35လမ်းကြားမှာလည်းလမ်းမီးတွေစားထိုးတက်တန်းလင်းအောင်ဆောင်ရွက်ထားပါတယ်ရှင်မီးဖွင့်ပိတ်အနေနဲ့ကတော့ auto system အနေနဲ့ညနေခင်းမှာဆိုရင်6နာရီခွဲမှာစတင်ပြီးတော့မှမနက်ဆိုရင်9နာရီခွဲမှာပိတ်ပါတယ်ရှင်ကြန့်ရှိနေတဲ့လမ်းလေးတွေမှာလည်းကျမတို့ဘတ်ဂျက်ရရှိဖို့ပေါ်ပါမူတည်ပြီးတော့မှကျမတို့ဆက်လက်ဆောင်ရွက်သွားဖို့လည်းရှိပါတယ်ရှင်အခုလိုမျိုးလမ်းမီးတွေလင်းခြင်းအပြင်ရက်ကွက်နေပြည်သူများအနေနဲ့လည်းလမ်းသွားလမ်းလာတွေနဲ့အန်ဒီရဲ့ကင်းစွာနဲ့သွားလာနိုင်တဲ့အကြောင်းလေးတွေလည်းသိရတယ်ပေါ့နော်ပြည်သူတွေအနေနဲ့လည်းအခုလိုမျိုးလမ်းမီးလေးတွေလင်းတဲ့ပုံမှာရေချေကောင်းမွန်စေရေးအတွက်တစ်ဖက်တစ်လမ်းကနေပြီးတော့မှဝိုင်းဝန်းထိန်းသိမ်းဆောက်ရှောက်ပေးဖို့မြစ်တာရက်ခံပါတယ်ရှင်မလေးမြို့တော်စီမံသားရေးကော်မတီအဆောင်အုံနဲ့ကုန်ရုံဌာနအနေနဲ့လမ်းမီးတိုင်းစိုက်ထူခြင်းနဲ့ချီပြီးသားလမ်းမီးတွေမှာကျမတို့လမ်းမီးကျွန်းပြက်များလဲလှယ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းနဲ့ထပ်မံပြီးတော့မှကျမတို့လမ်းမီးတိုင်းအသစ်များစိုက်ထူခြင်းလုပ်ငန်းများလည်းဘတ်ဂျက်ရရှိမှုပေါ်မှာမူတည်ပြီးတော့မှဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်ရှင်မန္တလေးမြို့တော်စီပင်တရားရေးကော်မတီအဆောက်အအုံနဲ့ကုန်ရုံဌာနအနေဖြင့်6မြို့နယ်အတွင်းရှိလမ်းမကြီးများနဲ့လမ်းသွယ်များတွင်လျှက်စစ်မီးများဆိုလာမီးများဖြင့်တပ်ဆင်ဆောင်ရွက်လျက်ရှိတဲ့အပြင်လမ်းစုံလမ်းကွာနှင့်ရင်ကျောရှုပ်ထွေးမှုရှိသောနေရာများတွင်ရှင်အန်ရဲ့ကင်းရှင်းစေရေးအတွက်ဆိုလာမီးပွိုင်များပေါ်တီဘယ်မီးပွိုင်များကိုပါဗန်နာရေးနှင့်လိုက်တိုးချက်အသုံးပြုဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်ရှင်